ဟိုးရှေးရှေးတုန်းကတာယာလာတဲ့မိကန်ဘေးမှာတပြေပင်ကြီးတပင်ရှိတဲ့ အဲ့ဒီတပြေပင်ကြီးမှာหนีထိုင်တဲ့မြောက်ကလေးတစ်ကောင်ရှိတယ် မြောက်ကလေးကအယမ်းဖြက်လက်ပြီးသဘောလဲကောင်းနေတပြေပင်ကြီးကတီးတဲ့အတီးတွေဟာခရမ်းရောင်ရင်းရင်လေးတွေနဲ့အယမ်းချိုတာပေါ့ မြောက်ကလေးကတကိုင်းတစ်ခုကနေတစ်ခုကိုခုံကူးညက်နဲ့တပြေသီးလေးတွေကိုစားပြီးပျော်နေတတ်တာပေါ့မြစ်ထဲမှာတော့မိချောင်းကြီးတစ်ကောင်ကအေးအေးဆေးဆေးလေးရေကူးခတ်နေတာပေါ့တနေ့မှာတော့မြောက်ကလေးကမြစ်ထဲကမိချောင်းကြီးကိုလှက်စမြင်လို့စိတ်ကောင်းရှိစွာနဲ့ဟေးမိချောင်းကြီးရေမင်းပိုက်စာနေပြီလား ငါတပြေသီးလေးတွေစားတိပါလားဆိုပြီးတပြေသီးအမြဲ့တွေတို့တဖြန်းဖြန်းနဲ့ပြစ်ပေးတာပေါ့ မိချောင်းကြီးကလေတပြေသီးလေးတွေကိုစားကြည့်တော့အယမ်းရတာရှိတာနဲ့နေတိုင်းမြောက်ကလေးစီလာလေတော့တယ်မြောက်ကတစ်ပင်ပေါ်ကနေအသီးတွေပြစ်ပေးတယ်မိချောင်းကရေထဲကနေဖမ်းစားတယ်အဲ့လိုနဲ့သူတို့မျိုးဟာအယမ်းချစ်တဲ့တငယ်ချင်းတွေဖြစ်သွားကြပါလေရောမိချောင်းကြီးကသူစားလို့ပိုတဲ့တပြေသီးတွေကိုသူ့မိန်းမစီယူသွားပေးတယ်တဲ့မိချောင်းရဲ့မိန်းမကစားကြည့်ပြီးတပြေသီးလေးတွေကိုကြိုက်သွားတာပေါ့ ဒီအချိန်မှာမိเจ้าရဲ့မိန်းမတွေးမိတာကဒီတပြေသီးတွေကဒီလောက်ချိုနေရင်ဒါတွေကိုနေ့တိုင်းစားနေရဲ့မြောက်ရဲ့နှလုံးသားကလည်းဘလောက်တောင်ချိုမြင်လိုက်မလဲပေါ့ဒါနဲ့မိเจ้าရဲ့မိန်းမကဖျားချင်အောင်ဆောင်ပြီးနေမကောင်းဘူးဆိုပြီးအိတ်နေလိုက်တယ်မိเจ้าကြီးကစိုးရင်တကြီးနဲ့မေးတဲ့အခါကျမနေကောင်းချင်ရင်မြောက်ရဲ့နှလုံးသားကိုစားမဖြစ်မယ်မရရင်ကျမသေတော့မှလို့လိန်ဖြိုးလိုက်တယ် မိချောင်းကြီးကသူ့တငယ်ချင်းကိုမတတ်ချင်ပေမဲ့သူ့မိန်းမကိုချစ်တာကြောင့်နောက်ဆုံးမှာတော့မြောက်ကိုဖမ်းဖို့ဆုံးဖြတ်လိုက်ရတော့တယ်။မိချောင်းကြီးကမြောက်စီသွားပြီးတငယ်ချင်းကြီးငါမိန်းမကမင်းကိုတပြေတီလေးတွေကျွေးလို့ကျေးဇူးတင်တဲ့အနေနဲ့အိမ်မှာသမင်းဖိတ်ကျွေးခြင်းတဲ့လိုက်ခဲ့ပါလို့လိန်ပြီးခေါ်လိုက်တယ်။မြောက်ကလေးကလည်းရေမကူးတတ်ပြီးမဲ့တငယ်ချင်းကိုယုံကြည်ပြီးမိချောင်းကြောပေါ်ခွာစည်းလိုက်တာပေါ့ မြစ်လေကောင်ရေတွေအရမ်းနဲ့တဲ့နေရန်ရောက်ရောမြစ်ကြောင်ကြီးကဝဲနေတဲ့အထန်နဲ့ပြောပြတယ်။တငယ်ချင်းဟာငေါ့ကိုခွတ်လို့ပါ။တကယ်တော့ငေါ့မိန်းမကမင်းနှလုံးသားကိုစားခြင်းလို့ငါလိန်ခေါ်လာတာ။အဲ့ဒီအချိန်မှာမြောက်ကလေးဟာဇင်ထဲမှာထိတ်ခနဲ့ဖြစ်သွားပေမယ့်ချက်ချင်းပဲအေးအေးဆေးဆေးဘာမှမဖြစ်တယ်လို့ဟန်ဆောင်လိုက်တယ်။မြောက်ကလေးကလည်းဟာမိရောင်ကြီးရာဒါဆိုလေအစောကတည်းကပြောပါရောလား ငါတို့မြောက်တွေကနှလုံးသားကိုကိုယ်ထဲမှာမထားဘူးတစ်ပင်ပေါ်မှာချိတ်ထားခဲ့တာကွာအခုငါ့မှာနှလုံးသားမပါလာဘူးတစ်ပင်မှာချိတ်ဆွဲခဲ့တယ်ဆိုပြီးလူညံစင်လိုက်တယ်ငမိချောင်းကြီးကဦးချောင်ချောင်နဲ့ဒါဆိုဘယ်လိုလုပ်မလဲပြောတော့မြောက်ကမြန်မြန်လေးအောင်ငါတစ်ပင်ပေါ်ကသွားယူပြီးမယ်လို့ပြန်ပြောလိုက်တယ်မိချောင်းကြီးကလည်းအဟုတ်မှဒီကန်းချေပါကူအမြန်ကန်ကူးသွားတာပေါ့ ကုန်းပေါ်ရောက်တာနဲ့မြောက်ကလေးကတစ်ပင်ပေါ်ကိုဝှစ်ဆိုပြီးခုန်တက်သွားပြီးအမြင့်ဆုံးအကိုက်ပေါ်ကနေအော်ပြောတော့နေဟေးမိချောင်းအားလောကမှာဘသူကနှလုံးသားကိုအပြစ်မှထားခင်မှာလဲမင်းကငါ့တငယ်ချင်းဖြစ်ပြီးငါ့ကိုတတ်ဖို့ကြိုးစားတယ်ဒီနေ့ကစသည်ငါတို့တငယ်ချင်းမဟုတ်တော့ဘူးအခုချက်ချင်းထွက်သွားတော့လို့မောင်းချုပ်လိုက်ပါတော့တယ်မိချောင်းကြီးလဲသူ့အမားကိုနောင်တရပြီးဘိုက်ဟောင်းလောင်းနဲ့ပဲပြန်သွားရပါတော့တယ်